Sakra de don't be a diga, won't time so be a chetchini bono, puila dam hopao, Paramauto Sakra go dome, so you could any the brand go doma, Dagaro, Lina Katashi Tade, Comodi Sakra live pival. This Sakra go, a don't debate a people and Nina bono, a taliga, a mesa de good at alame, to be a chakador, a taia. နည်းနည်းကြီးလာမယ်ပေါ့နော်တတိယအဆင့်ရောက်တဲ့အခါမှာအသားရည်ကကြည်ကြည်ဖွယ်ဖွယ်လေးကိုရရှိလာမှာဖြစ်ပါတယ်ဒီလိုမျိုး Sakra တွေကိုအသုံးပြုတဲ့အခါမှာနေတိုင်းသုံးဖို့မလိုအပ်ပါဘူးတစ်ပတ်ကိုတစ်ချိန်လောက်ပဲအသုံးပြုပြီးလုံလောက်ပါတယ်နောက်တစ်ချက်ကကျတော့အထူးတတိထားရမယ့်အချက်က Sakra တွေသုံးပြီးတဲ့အခါတိုင်းမှာဒီလိုမျိုး body lotion တွေကိုလိမ့်ပေးဖို့မမေ့ပါနဲ့နော် Sakra ကတိုက်ပေးခြင်းအဖြစ်ကောင်းတယ်ဒီအရေးပြောင်းဖို့ကဆဲသည့်တွေကိုဖယ်ရှားပေးတယ်ဒီအရေးပြောင်းမှာဆဲသည့်တွေကမရှိတော့တဲ့အခါမှာအသားရည်ကskin นี่လိုမျိုးနုသွားတဲ့အခါမှာကိုကဒီလိုမျိုးဒီတက်ဖြစ် body lotion ကိုလင်းပြီးထားမှာအသားရည်ကဆွဆွကြည်ကြည်လေးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ Sakra ကိုသုံးပေးမယ်ဆိုရင်အချိန်လေးပေးရတယ်မြက်ကအရင်ကဆိုရေးပေါ့နော် Sakra မတိုက်ဘူး Sakra မတိုက်တဲ့အခါမှာအသားရည်ကတိတ်ပြီးတော့မကြည့်ဘူးပေါ့နော် body lotion တွေဘယ်လောက်ပဲလင်းလင်းညနာကိုဘယ်လောက်ပဲ skin care တွေပဲလုပ်လို့ဒီအသားရည်ကညင်ညာမှုမရှိဘူးကြည်ကြည်လေးမဖြစ်ဘူးပေါ့နော် Sakra လင်းပြီးတဲ့အခါကျမှဒီအသားရည်ကပေါ့နော်တစ်ဖြည်းနဲ့တိတိတသားကြီးကောင်းမွန်လာတာကိုတွေ့ရတာဖြစ်တယ်မြတ်ကိုအရင်ကတိကူရဲ့တွေ့ဆိုရင်ပေါ့နော်အရင်အသားရည်နဲ့အခုအသားရည်နဲ့ပြောင်းလဲချက်ကိုသိပါလိမ့်မယ်အဲ့တော့မြတ်ကပြောချင်တာက Sakra ကိုသုံးမယ်ဆိုရင်အချိန်ပြည့်ပြည့်ပြီးတက်ဆိုင်ပြီးသုံးလို့ပါလို့ပြောရင်းနဲ့ဒီအခုပြပေးထားတဲ့လင်းလက် Sakra လင်းနဲ့ဒီ Miss ကနေထွက်ရှိထားတဲ့ Miss လိုရှင်လေးလိုချင်တဲ့သူတွေဆိုရင်မှာလို့ရပြီနော်ဖုန်းနံပါတ်က099393ညတခြားကိုဖုန်းဆက်မှာလို့ရပါပြီဆိုင်ကိုလာရောက်ဝယ်ယူအားပေးမယ်ဆိုတော့ခုမမျိုးမှာဖွင့်နေထားတဲ့မြတ် Cosmetic Skin Care ဒီဆိုင်ကိုလာခဲ့ပါနော်ဒီဗီဒီယိုလေးကိုကြည့်ရှုဖို့ကျေးဇူးပါ